င်လေရေအောက်မှာအင်္ဂါကြီးသူကပဲအမြဲနိုင်တာမဟုတ်ပါဘူးတခါတလေကြတော့လေညံရီကအကောင်းဆုံးလက်နဲ့တစ်ခုဖြတ်လာတတ်ပါတယ်အခုတင်မြင်နေရတဲ့ရေဘဝေလေးကသူ့ထအစားပေါင်းများစွာတန်မာတဲ့ရန်သူလက်ကနေဘလို့ပေးညာတာပါယုံထွက်မလဲဆိုတာစက်ကြည့်လိုက်ရအောင်ဗျာဒီကောင်လေးကို coconut octopus လို့ခေါ်ပါတယ်တခြားရေဘဝေတွေလိုအယောင်ပြောင်းပြီးပုံးကွယ်နိုင်တဲ့စွမ်းအားမရှိပါဘူးဒါပေမဲ့သူ့မှာထူးခြားတဲ့အမှုပညာတစ်ခုရှိပါတယ်အဲ့ဒါကတော့ရေအောက်ထဲကအုံခွန်အဟောင်းတွေကိုကောက်ပြီးကိုယ်ပိုင်ခံတက်အဖြစ်အသုံးချတာပါကြော်ရွမဲ့တတဝါတွေထဲမှာကရိယာကိုပထမဆုံးအသုံးပြုတတ်တဲ့တတဝါအဖြစ်ကဘာမတန်းဝင်ထားတာပါအခုသူနောက်မှာဗိုက်စာနဲ့ကံပငါကြီးကကပ်ပါလာပြီသူ့ထက်တော့ပြေးယုံနဲ့တော့မလွတ်နိုင်ဘူးဆိုတာသူသိနေပါတယ်ဒီချိန်မှာရေဘဝေလေးကဘာလုပ်တယ်လဲဆိုတော့အုံခွန်တစ်ခုကိုပေါင်းဆက်ပြီးကိုယ်ပိုင်တန်ချက်ကာတစင်းလိုဖန်တီးလိုက်တာပါအထဲမှာပုံးနေုံတွေမဟုတ်ပါဘူးနော်အုံခွန်ထဲမှာလုံးလုံးလေးနေပြီးရေစီးချောင်းနဲ့အတူလှိမ့်ပြီးထွက်ပြေးသွားတာပါရန်သူကဘာဖြစ်သွားမှန်းတောင်မသိလိုက်ခင်မှာသူကလွတ်ရကြွရာကိုရောက်သွားပါပြီတကယ်ကိုအန်ဩစရာကောင်းတဲ့လေမှာဘာနဲ့မှုပါဒီဖြစ်ရလေးကနေကျွန်တော်တို့သင်ခန်းစာယူစရာတစ်ခုရှိပါတယ်ဘဝမှာအားနည်းနေတာကပြဿနာမဟုတ်ပါဘူးကိုယ်မှာရှိတဲ့အရင်းအမြစ်ကိုအကောင်းဆုံးအသုံးချတတ်ဖို့နဲ့ဉာဏ်ကိုလွတ်နိုင်ဖို့ပဲလိုတာပါလက်နဲ့မရှိတာတဲ့ဉာဏ်မရှိတာကပိုချော့စရာကောင်းနေဆိုတာဒီရေဘဝေလေးကသက်သေပြသွားတာပါဒီလိုမျိုးတဘာဝတရားရဲ့ထူးဆန်းအံ့တော့ဖွယ်အကြောင်းအရာတွေကိုစက်ကြည့်ခြင်းရင်တော့ like နဲ့ follow နေမိအားပေးခဲ့ဖို့မမေ့နဲ့နော်ကျွန်တော်ကတော့တင်ဆက်သူစောချင်းပါခင်ဗျာ